အားလုံးပဲမင်္ဂလာပါပြန်ကြိုဆိုလိုက်ပါရယ်ဒီနေ့မှာတော့ကျွန်တော်တို့ဘာလုပ်မလဲဆိုဟင်းချက်လို့ပြီးသွားပြီကဲဟင်းချက်လို့ပြီးသွားပြီဆိုတော့ဘိုက်ပြည့်အောင်လို့ yes စားမယ်အစားအသောက်ကပိုအရေးကြီးတယ်ဟုတ်တယ်မလားသေနိုင်နဲ့သေနိုင်အစားမစားရင်သေနိုင်အစားနဲ့တုံးမိကြdrown ရှိတယ်မိသွေးကလေးတွားရှာပါမယ်ဆိုနေမှာကိုကျွန်တော်လည်းမရှာရသေးဘူးနော်ကိုတိုင်းမွန်းဘာကျွန်တော်တိုင်းမွန်းဘလော့တုံးကျွန်တော်မြင်တာဒါကျွန်တော်စကင်ပါဒီစကင်ကိုမပြသေးပါဘူးမိတ်သွားတာပါဒီကောင်တွေကကိုက်ချင်လည်းကိုက်ငါအိမ်ခရီးပေါက်သွားရင်တော့သေပြီကိုdrownမရှိအောင်အမြန်ဖြတ်ပြေးရကိုdrownမရှိသေးဘူးကိုdrownမရှိသေးပါဘူးဖြတ်ပြေးတဲနဲ့ပိတ်ရမယ်တဲနဲ့ပိတ်မှရပြီမိတို့ကအေးစေးတူးလို့ရပြီဘိုင်းဘိုင်းဘိုင်းမဟုတ်သေးဘူးမားလို့ထူးဆန်းတဲ့အရာဖြစ်မြောက်တော့မှာပဲဖြစ်ပါတယ်ကဲမိတို့ကရှော်ရဲစီစဉ်ပျက်စီးသွားပါပြီဒါကတော့ထူးဆန်းတဲ့အရာပဲဖြစ်ပါတယ်အခုလဲဆိုတော့တစ်ခုပြမယ်ကြည့်မယ် crafting table no ငါလိုချင်တာ crafting table သိလားကဲအခုထွက်လိုက်နေအဲ့ဒါပြောက်ကြီးရနဲ့ဆိုဘာမှမရဘူးเนาะ sorry နော်အဲ့ဒါဆိုရင်ဒီမှာရမယ်ဒီအသားတုံးမယူမိစေနဲ့ပြီးလို့ရှိရင်မော်အဲ့ရဖြစ်တော့ကြည့်နေအဲ့ဆိုရပြီညရောက်တဲ့ဒီခဏဆောင်လိုက်ပါမယ်ခုချိန်မှာဆိုရင်တော့ကျွန်တော်တို့ပင်လယ်ကြီးတစ်ခုကိုတွေ့ရှိနေရတာပဲဖြစ်ပါတယ်ဒီမှာအိမ်ကြီးပါလေနောက်ကျရင်လည်းစောက်ပါမယ်ခင်ဗျာဒီဟာကတော့ဘာနေရာကြီးလဲမသိပါဘူးကဲကျွန်တော်အိမ်အမတ်သားကတော့အိမ်နဲ့တပ်တဲ့အပြက်ကြီးပါနော်အဲ့ဒါတော့ကျွန်တော်ရဲ့အိမ်အမတ်သားပါကဲအခုညရောက်တဲ့ဒီစောင့်နေရနော်စောင့်နေတာပါညရောက်တဲ့ဒီအခုညလည်းမရောက်သေးဘူးဆိုတော့နည်းနည်းစဉ်းစားအောင်အဲ့ဒါဆိုမော်စပွဲကုန်ရပါပြီမော်အဲ့ရတော့နောက်နေ့မှစမ်းပြပါမယ်ညရောက်မှာအခုညလည်းမရောက်တော့ဘူးဆိုတော့ဘိုင်မှာဒါကတော့မော်စပွဲကုန်ဘာလို့လဲဆိုတော့ဒီအပေါက်တရားနေကွာဒီမှာစွမ်းအားချာဂရိုင်စူစည်းပြီးတော့ဒီမှာဒီလိုစပိုက်ဒါမျိုးလုံးလို့စူစည်းပြီးတော့ကွာမိုင်းရွက်ထဲမှာရှိရဲ့အရာတွေအကုန်ရှိရဲ့ဘလော့တွေပစ္စည်းတွေအကုန်လုံးရှိသမျှအရာတွေကွာမော့တွေရောအကုန်လုံးစူစည်းပြီးတော့ဖြစ်တည်လာတဲ့အရာတော့ကော်ပါလေးပဲဖြစ်ပါတယ်ဘိုင်မှာကျေးဇူးတင်ပါတယ်